โอเคကျွန်တော်ဒါ၄ရက်မြောက်နေ့ရဲ့ပထမဆုံးစလုံးอ่ะပေါ့နော်တဲရှီမာကိုမြန်မာလို့ဆိုရင်တော့ဒီလုံးမိသွားတယ်ဆိုပြီးတော့မရည်ရွယ်ပဲနဲ့ရွယ်ချက်မရှိပဲလုံးမိသွားတယ်ဆိုတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့အင်္ဇာတွေကိုအကုန်လုံးမိသွားတယ်ပြီးတော့ပတ်စံအိတ်မေးမိသွားတယ်ပတ်စံမေးကြံမိသွားတယ်ဆိုပြီးတော့ဒီလိုမျိုးအစရှိပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်သူ့အသုံးပြုမယ်ဆိုလို့ရှိရင်တော့အရင်ဆုံး verb ကရိယာတွေပေါ့နော်အရင်ဆုံးတဲ့ပုံစံပြောင်းရပါမယ်တဲ့ပုံစံပြောင်းပြီးလို့ရှိရင်တော့ဒီအနောက်မှာရှီမားကိုထည့်ပြီးအသုံးပြုရင်ရပါပြီဥမာဝါကြတွေကိုကြည့်မယ်ဆိုရင်တော့ပို့ပြီးတော့နားလည်မယ်လို့ထင်ပါတယ်ဥမာဆန်ပထမအကြောင်းပေါ့နော်ဒန်ရှာနီစိုက်ဖူကိုဝါဆူရဲတဲ့ရှီမားမစတာမြန်မာလိုပြမယ်ဆိုရင်တော့ယထာပေါ်မှာပတ်စံအိတ်ကိုမေ့ကြံမိသွားတယ်ဆိုပြီးတော့ဒီလိုမျိုးအသုံးပြုရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီထဲမှာကြည့်မယ်ဆိုလို့ရှင်ပေါ့နော်ဒီဝါဆူရဲတုဆိုတဲ့ကရိယာကိုပေါ့နော်တဲပုံစံပြောင်းလိုက်ပါတယ်ဒါဆိုရင်ဝါဆူရဲတဲဆိုပြီးဖြစ်သွားပါမယ်အဲ့ဒီနောက်မှာရှီမာဦးကိုထည့်ပေါင်းလိုက်ပါတယ်ဒီလိုမျိုးဆိုရင်တရားဆိုရင်တော့ဝါဆူရဲတဲရှီမာဦးအဲ့ဒါကိုမှအတိတ်ပုံစံပြောင်းခြင်းတဲ့အတွက်ရှီမာဦးကိုအတိတ်ဖောင်ဖြစ်တဲ့ရှီမာီမတ်စတာဆိုပြီးတော့ပြောင်းထားပါတယ်ဒီအတွဲကိုကြည့်မယ်ဆိုရင်ပေါ့နော်ဝါဆူရဲတဲရှီမာီမတ်စတာဆိုတဲ့ပုံစံနဲ့အသုံးပြုထားတာကိုတွေ့ရပါတယ်နောက်ထပ်စလုံးတစ်လုံးကိုကြည့်မယ်ဆိုရင်တော့ရှီကူဒိုင်ကိုဇမ်ဘူးရက်တဲရှီမာီမတ်စတာမြန်မာလိုပြင်မယ်ဆိုရင်တော့အင်ဇာတွေကိုအကုန်လုံးမိသွားခဲ့ပါတယ်ဆိုပြီးတော့ဘာသာပြန်ရပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ပေါ့နော်ဒီယာရုလောက်တယ်ဆိုတဲ့ကရိယာပေါ့နော်တဲပုံစံပြောင်းလိုက်ပါတယ်ရက်တဲဆိုပြီးတော့အဲ့နောက်မှာတော့ရှီမာကိုထည့်ပေါင်းပြီးတော့ရက်တဲရှီမာီမတ်စတာလုံးမိသွားတယ်ဆိုပြီးတော့ဒီလိုပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်နောက်စလုံးတစ်လုံးကတော့တဲအိုခုလောက်ထားတယ်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာပြောမယ်ဆိုရင်တော့ပစ္စည်းတွေကိုပြင်ဆင်ထုတ်ပိုးထားတယ်ပြင်ဆင်ထုတ်ပိုးထားမယ်အစည်းအဝေးခန်းကိုကြိုတင်ဘုကင်လုပ်ထားမယ်ကြိုတင်ဘုကင်လုပ်ထားတယ်ဆိုပြီးတော့ဒီလိုပုံစံနေနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်သူ့ရဲ့အသုံးပြုနည်းကိုကြည့်မယ်ဆိုရင်တော့ရှေ့ရစကားလုံးနဲ့တူတယ်ပေါ့နော်အရင်ဆုံးကရိယာ verb တွေကိုတဲပုံစံပြောင်းရပါမယ်တဲပုံစံပြောင်းပြီးလို့ရှိရင်အနောက်မှာ o ခုကိုထည့်ပြီးတော့တဲ o ခုဆိုပြီးတော့ဒီလိုမျိုးပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာဝါကြတွေကိုကြည့်မယ်ဆိုရင်ပို့ပြီးနားလည်မယ်လို့ထင်ပါတယ်ဥမာဆန်ပထမအကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့明日のために荷物を準備しておきますမြန်မာလိုဘာသာပြမယ်ဆိုရင်တော့မနက်ဖြန်အတွက်ပစ္စည်းတွေကိုထုတ်ပိုးပြင်ဆင်ထားပါမယ်ထုတ်ပိုးပြင်ဆင်ထားပါတယ်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးမှာဖြစ်ပါတယ်ဒီနေရာမှာ jumbi တဲ့ okima ဆိုပြီးတော့အသုံးပြုထားတာကိုတွေ့ရပါတယ်jumbi စုလို့ပြင်ဆင်နေဆိုတဲ့ကရိယာပေါ့နော်အရင်ဆုံး verb ပုံverb ကိုပေါ့နော်အရင်ဆုံး tab ပုံစံပြောင်းလိုက်ပါတယ်ဒါဆိုရင် jumbi စုလို့ကို jumbi တဲ့ဆိုပြီးပြောင်းလိုက်ပါတယ်အဲ့ဒီနောက်မှာဒီ oku ကိုထည့်ပြီးတော့ jumbi တဲ့ oku ဒါပေမဲ့ပို့ပြီးယဉ်ကျေးခြင်းတဲ့ပုံစံနဲ့အသုံးပြုရကြမှာအသုံးပြုချင်တာမလို့ jumbi တဲ့ okimas ဆိုပြီးတော့ဒီလိုပုံစံနဲ့အသုံးပြုထားတာကိုတွေ့ရပါတယ်ဒုတိယတစ်ကြောင်းဆက်ကြည့်မယ်ဆိုရင်တော့ခိုင်ဂီရှိစုကိုယောယာခုစတဲ့ okimashita မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့အစည်းအဝေးခန်းကိုကြိုတင်ဘုတ်ကင်လုပ်ထားခဲ့ပါတယ်ဆိုပြီးတော့ဘာသာပြန်ပါတယ်ဒီနေရာမှာဆိုရင်လည်းယောယာခုစုတို့ကိုအိုခုနဲ့တွဲပြီးတုံးထားတာကိုတွေ့ရပါတယ်ယောယာခုစုတို့ကြိုတင်ဘုတ်ကင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးပေါ့နော်ယောယာခုစတဲ့ဆိုပြီးတဲ့ပုံစံပြောင်းလိုက်ပါတယ်တဲ့ပုံစံပြောင်းပြီးတဲ့နောက်မှာတော့အိုခုကိုထည့်ပြီးတော့ဒါဒီနေရာမှာအတိတ်ပုံစံသုံးချင်တာကြောင့်မလို့ okimashita ဆိုပြီးပြောင်းပြီးတော့ယောယာခုစတဲ့ okimashita ကြိုတင်ဘုတ်ကင်လောက်ထားခဲ့ပါတယ်ဆိုတဲ့အသုံးလေးနဲ့ဒီသုံးပြထားတဲ့စကားလုံးပဲဖြစ်ပါတယ်တတိယမြောက်စလုံးကိုကြည့်မယ်ဆိုရင်တော့တဲ့မီရုမြန်မာလိုပြမယ်ဆိုရင်တော့တခုခုကိုလောက်ကြည့်မယ်လောက်ကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာပြောမယ်ဆိုရင်တော့ဟင်းချက်ကြည့်မယ်နေ့တိုင်း diary ရေးကြည့်မယ် diary ရေးကြည့်တယ်ဆိုပြီးဒီလိုပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်သူရဲ့အသုံးပြုနည်းကလည်းပေါ့နော်ရှေ့ရစကားလုံးနဲ့အတူတူပါပဲအရင်ဆုံးကရိယာကိုတဲ့ပုံစံပြောင်းရပါမယ်တဲ့ပုံစံပြောင်းတဲ့ဖောင်ပြောင်းပြီးလို့ရှိရင်နောက်မှာမိတူကိုထည့်ပြီးတော့အသုံးပြုရင်ရပါပြီဥမာဝါကြတွေကိုကြည့်ရင်တော့ပို့ပြီးနားလည်မလို့ထင်တာကြောင့်မလို့ဆက်ပြီးဥမာဝါကြတွေကြည့်အောင်ပါဥမာစာကြောင့်ပထမအကြောင်းပေါ့နော်အတရာရှိ料理を作ってみますဒီမြန်မာလိုပြောမယ်ဆိုရင်တော့ဟင်းအသစ်တွေကိုချက်ကြည့်ပါမယ်ဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာ料理を作るဆိုတဲ့ကရိယာ verb ကိုပေါ့နော်料理を作るဟင်းချက်တယ်ဆိုတဲ့ကရိယာ verb ကိုအရင်ဆုံး 作るကိုတဲ့ပုံစံဖြစ်တဲ့ skutte ဆိုပြီးတော့တဲ့ပုံစံပြောင်းလိုက်ပါတယ်သူရဲ့နောက်မှာတော့ miru ကိုထည့်ပြီးတော့ skutte miru ချက်ကြည့်မယ်ချက်ကြည့်တယ်ဆိုတဲ့miru ကိုထည့်ပြီးတော့ဒီနေ့မှာယဉ်ကျေးတဲ့အသုံးလုံးနဲ့သုံးကျင်တဲ့အတွက်ကြောင့်မလို့ mimas ဆိုပြီးပြောင်းပြီးတော့ skutte mimas ချက်ကြည့်ပါမယ်ဆိုပြီးတော့သုံးထားတာကိုတွေ့ရပါတယ်ဒုတိယမြောက်စလုံးကတော့ nihongo de nikki ကို kaite mimashita
မြန်မာလိုပြောမယ်ဆိုရင်တော့ဂျပန်ဘာသာနဲ့ diary နေ့စဉ်မှတ်တမ်းကိုရေးကြည့်ခဲ့ပါတယ်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီနေ့မှာကြည့်မယ်ဆိုရင်လည်းခခုဆိုတဲ့ရေးတယ်ဆိုတဲ့ကရိယာပေါ့နော်အရင်ဆုံးတဲ့ပုံစံဖြစ်တဲ့ခိုက်တဲကိုအရင်ပြောင်းလိုက်ပါတယ်သူရဲ့နောက်မှာမီဒူကိုထည့်ပြီးတော့ခိုက်တဲမီဒူဆိုပြီးရေးကြည့်မယ်ဆိုတဲ့စကားလုံးကိုအတိတ်ပုံစံဖြစ်တဲ့အတိတ်ပုံစံပြောင်းခြင်းတဲ့အတွက်ကြောင့်မလို့မီမတ်စတာဆိုပြီးတော့ပြောင်းပြီးတော့ခိုက်တဲမီမတ်စတာရေးကြည့်ခဲ့ပါတယ်ဆိုပြီးအသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်လေးလုံးမြောက်စလုံးကတော့ခိုးတိုကဒေကီဒုမြန်မာလိုပြောမယ်ဆိုရင်တော့တခုခုကိုလုံနိုင်တယ်ဆိုတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့ဂျပန်စကားပြောနိုင်တယ်ဒီကက်နဲ့ပတ်စံပေးနိုင်တယ်ပတ်စံပေးချေလို့ရတယ်ဆိုပြီးတော့ဒီအစရှိတဲ့ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်သူရဲ့အသုံးပြုနေရတော့ဒါအရန်ကိုပဲ simple ရိုးရှင်းလုံးနေပေါ့နော်တာမန်ဖောင်ရဲ့အနောက်မှာခိုးတိုကဒေကီဒုဆိုပြီးတော့ဓာတ်ရိုက်ထင်ရပြီပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်တခုခုကိုလုံနိုင်နေဆိုပြီးပြောချင်တဲ့ကြောင့်ဒီတာမန်ဖောင်ဆိုတာသူ့ရဲ့ရှင်မှာကရိယာဖြစ်ပါတယ်ကရိယာတာမန်ဖောင်ဒီတဲ့ဖောင်တို့တာဖောင်တို့ပြောင်းကြမလို့နဲ့တာမန်ကရိယာဖောင်ပဲထည့်ပြီးသူ့ရဲ့နာမှာခိုးတိုကဒေကီဒူကိုဓာတ်ရိုက်ထည့်ပြီးတော့အသုံးပြုရင်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာဝကြတွေကိုဆက်ပြီးတော့ကြည့်အောင်ပါဥမာဆန်ပထမအကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့နီဟွန်ဂိုကိုဟာနာစုခိုတိုကဒေကီမတ်ဂျပန်ဘာသာနဲ့စကားပြောနိုင်ပါတယ်ဆိုမြန်မာလိုအဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီနေရာမှာခိုတိုကဒေကီဒူကိုအသုံးပြုပုံပြုနည်းကိုကြည့်ရမယ်ဆိုရင်သူ့ရဲ့နာမှာသူအရှိပေါ့နော် sorry အရှိမှာဟာနာစုဆိုပြီးတော့တာမန်ကရိယာကိုထည့်ထားပါတယ်ထည့်ပြီးနာမှာသူ့ရဲ့နာမှာခိုတိုကဒေကီဒူကိုယူယဉ်ကြီးပုံစံပြောင်းခြင်းနဲ့ကြောင့်မလို့ဒေကီဒူဒေကီမတ်ဆိုပြီးတော့ပြောင်းပြီးတော့ဟာနာစုခိုတိုကဒေကီမတ်စကားပြောနိုင်ပါတယ်ဆိုပြီးအသုံးပြုထားတာကိုတွေ့ရပါတယ်နောက်တစ်လုံးကြည့်မယ်ဆိုရင်တော့ခုနိုကာဒိုတဲ့အိုခါနဲကိုဟာရာခုတိုကဒေကီမတ်မြန်မာလိုဆိုရင်တော့ဒီကက်နဲ့ပတ်စံကိုပတ်စံပေးချေလို့ရတယ်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်လည်းပေါ့နော်ဟာရာဥပေးချေတယ်ဆိုတဲ့စကားလုံးရဲ့နောက်မှာခိုးတိုကဒေကီရုဒေကီခိုးတိုကဒေကီမတ်ဆိုတဲ့စလုံးကိုထည့်ပြပေါ့နော်ပတ်စံပေးချေလို့ရပါတယ်ပတ်စံပေးချေနိုင်ပါတယ်ဆိုပြီးတော့ပြောခြင်းတဲ့အနေနဲ့အသုံးပြုထားတဲ့စကားလုံးလေးပဲဖြစ်ပါတယ်ငါးလုံးမြောက်စကားလုံးကတော့နခေရေပါနာဒီမဆန်မြန်မာလို့ဆိုရင်တော့မလုံးလို့မရပါဘူးတခုခုပေါ့နော်မလုံးလို့မရပါဘူးလုံးရမယ်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာပြောမယ်ဆိုရင်တော့မနှက်ဖြန်မတာမီမှာဒီအစီရင်ခံစာ report ကိုပေါ့နော်မတင်လို့မရဘူးဆေးမတောက်လို့မရဘူးဆိုပြီးတော့ဒီအစချစ်ပုံစံနဲ့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်သူ့ကိုအသုံးပြုမယ်ဆိုရင်တော့များသောအားဖြင့်သူကကရိယာတွေနဲ့ပဲတွဲပြီးတော့အသုံးပြုရတာဖြစ်ပါတယ်ကရိယာတွေကိုအရင်ဆုံး9ပုံစံပြောင်းရပါမယ်9အငင်းပေါ့နော်အငင်း9ပုံစံပြောင်းမယ်ပြီးလို့ရှိရင်အဲ့9ကE ကိုဖြုတ်ပြီးတော့ခဲတယ်ပါနာတာ9ဆိုပြီးတော့ခဲတယ်ပါ9နဲ့တွဲပေါင်းထည့်ပြင်ရပါပြီဒါဆိုလို့ရှိရင်နခဲတယ်ပါနာတာ9နခဲတယ်ပါနာဒီမာဆန်ဒီလိုမျိုးအတွဲလေးနဲ့တွဲပြီးသုံးရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥမာဝကြတွေကိုကြည့်မယ်ဆိုရင်ပို့ပြီးနားလည်မယ်လို့ထင်ပါတယ်ဥမာဆန်ပထမအကြောင်းပေါ့နော်အစတာမာဒေနီ report ကိုဒါဆနာခဲတယ်ပါနာဒီမာဆန်မြန်မာလိုပြောမယ်ဆိုရင်တော့မနှက်ဖြန်မတိုင်ပြီးအစီရင်ခံစာကိုမထက်လို့မရပါဘူးဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီနေရာမှာနာခဲတယ်ပါနာဒီမာဆန်ကိုဒီ report ကိုဒါစုအစီရင်ခံစာကိုထပ်မယ်ဆိုတဲ့ဓာစုဆိုတဲ့စကားလုံးနဲ့တွဲသုံးထားတာကိုတွေ့ရပါတယ်ကရိယာနဲ့ပေါ့နော်ဒီနေ့မှာဆိုကရိယာဓာစုစေကရိယာကိုအရင်ဆုံး9ပုံစံဖြစ်တဲ့ဒါဆ9ဆိုပြီးတော့9ပုံစံကိုပြောင်းလိုက်ပါမယ်အဲ့နောက်မှာဆိုလို့ရှိရင်တော့ E ကိုဖြုတ်ပြီးတော့နာခေတယ်ပါနာဒီမာဆန်နာခေတယ်ပါနာတာ9ကိုထည့်ပေါင်းထားတဲ့အတွက်ဒါဆနာခေတယ်ပါနာဒီမာဆန်မထက်လို့မရပါဘူးဆိုပြီးတော့အဲ့ဒီလိုမျိုးပြောင်းပြီးတော့အသုံးပြုရတဲ့စကားလုံးပဲဖြစ်ပါတယ်နောက်တစ်ကြောင်းကိုဆက်ကြည့်မယ်ဆိုရင်တော့ခုဆူဒီကိုနော်မနာခေတယ်ပါနာဒီမာဆန်မြန်မာလိုပြောမယ်ဆိုရင်တော့ဆေးကိုမတောက်လို့မရပါဘူးဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာနခေတယ်ပါနာဒီမာဆန်ကိုပေါ့နော်အသုံးပြုထားတာကတော့နော်မူတောက်တယ်ဆိုတဲ့စကားလုံးနဲ့တွဲပြီးအသုံးပြုထားပါတယ်ဒါကြောင့်မလို့ပထမဆုံးအနေနဲ့နော်မူတောက်တာကို9ပုံစံဖြစ်တဲ့နော်မ9ဆိုပြီးအရင်ဆုံးပြောင်းလိုက်ပါတယ်ပြီးရနောက်မှာတော့ E ကိုဖြုတ်ပြီးတော့နခဲတယ်ပါခဲတယ်ပါနာဒီမာဆန်ပေါ့နော်ခဲတယ်ပါနာဒီမာဆန်ကိုထည့်ပြီးတော့နော်မနာခဲတယ်ပါနာဒီမာဆန်မတောက်လို့မရပါဘူးဆိုပြီးတော့ဒီလိုမျိုးပုံစံနဲ့အသုံးပြုထားတာကိုတွေ့ရပါတယ်